ဝမ်ပိုက်အောက်ပိုင်းနေတွဲနေတဲ့အသက်35နှစ်ကျော်ပြိုမီတို့အတွက်မင်္ဂလာပါဒီချက်တော့ပါဝမ်ပိုက်အောက်ပိုင်းနေတွဲနေတဲ့ပြိုမီတို့အတွက်ထိရောက်တဲ့ကစားနည်း2မျိုးကိုဝေမျှပေးလိုက်ပါတယ်ပထမကစားနည်းလေးကတော့ခန္ဓာကိုယ်ကိုပက်လက်အနေထားမှာနေပြီးသွားရင်ခြေထောက်ကိုကျမ်းမြင်က1000လောက်အပေါ်မြောက်ထားပေးမယ်ဒီအနေထားကနေစန့်စံဘက်ဒူးကောင်းတဲ့1000ကိုထိပေးရမှာဖြစ်ပါတယ်ဒီကစားနည်းလေးကိုအကြိမ်20ကစားပေးပါဒီကစားနည်းလေးကိုအကြိမ်20ကစားပြီးရဒုတိယကစားနည်းလေးကိုဆက်ပြီးတော့ကစားမယ်ဒုတိယကစားနည်းလေးကကြတော့ခန္ဓာကိုယ်ကပက်လက်အနေထားနေပြီးသွားရင်ဗန်ပိုက်ပေါ်ကိုလက်ကလေးကိုတင်ထားမယ်ခြေထောက်ကလေးကိုအပေါ်ကိုမြောက်ပြီးတော့အထက်အောက်လေးလွှဲပေးရမှာဖြစ်တယ်ဒုတိယကစားနည်းလေးကိုလည်းအကြိမ်20ကစားပေးမယ်တော့ပထမကစားနည်းကိုအကြိမ်20ဒုတိယကစားနည်းကိုအကြိမ်20ကစားမယ်နှစ်မျိုးတွဲမှတစ်ကြော့လို့သတ်မှတ်ပြီးတော့စုစုပေါင်း4ကြော့ကစားပေးရမှာဖြစ်ပါတယ်ဝမ်ပိုက်အောက်ပိုင်းနေတွဲနေတဲ့ပြိုမီတို့လိုက်ပါကစားပေးဖို့အတွက်အကြံပြုလိုက်ပါတယ်ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်ဒီချင်ငန်းနဲ့ပဟုတုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်